ယုံကြည်သူတယောက်ဟာဖယားနဲ့ယဉ်ကျေးတဲ့ဆက်ဆံရေးကိုအလေးပေးတည်ဆောက်ဖို့အင်မတန်မှအရေးကြီးပါတယ်။ယဉ်ကျေးမှုဆိုတာကတစ်ချိန်တစ်ခါလောက်နဲ့တည်ဆောက်လို့ရတဲ့အရာမဟုတ်ဘူးဖြစ်တယ်။ယဉ်ကျေးမှုတစ်ခုဖြစ်လာဖို့ရကျွန်တော်တို့ကနေ့တိုင်းအချိန်ပေးဖို့လိုတယ်။စကားပြောဖို့လိုတယ်။အချိန်တိုင်းတွေ့ဆုံနေဖို့လိုတာဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့အသက်တာထဲမှာဖယားနဲ့ယဉ်ကျေးတဲ့ဆက်ဆံရေးကိုမှရှိလာဖို့ဖယားနဲ့ယဉ်ကျေးတဲ့ဆက်ဆံရေးကိုယ့်ရဲ့အသက်တာထဲမှာရရှိပိုင်ဆိုင်လာဖို့အတွက်ကျွန်တော်တို့ကနေ့တိုင်းမှာဖယားနဲ့မိတ္တဟာယဖွဲ့ခြင်းစကားပြောခြင်းဆုတောင်းခြင်းကျမ်းစာဖတ်ခြင်းဆိုတဲ့အရာတွေကိုကျွန်တော်တို့ကလှုပ်ဆောင်ဖို့လိုတယ်ဒီအရာတွေကဘာတွေလဲလို့မေးရင်ဖယားနဲ့ယဉ်ကျေးမှုမှာကုညီလှုပ်ဆောင်ပေးနေသောအရာတွေဖြစ်ပါတယ်အာမင်ဆိုတော့ကျွန်တော်တို့အသက်တာကဖယားနဲ့ယဉ်ကျေးလာတယ်ဖယားနဲ့ယဉ်ကျေးတဲ့ဆက်ဆံရေးတစ်ခုကျွန်တော်တို့မှာရှိလာပြီဆိုရင်ကျွန်တော်တို့ကဖယားသခင်ရဲ့အလေးလာကိုပို့ပြီးနားလည်လာတယ်ဖယားသခင်ရဲ့အတန်တော်ကိုကျွန်တော်တို့ကြားတတ်လာတယ်လောကအတန်နဲ့ဖယားအတန်လောကစကားနဲ့ဖယားစကားကိုကျွန်တော်တို့ကခွဲခြားနိုင်လာတယ်ပိုင်းခြားနိုင်လာတယ်ဒီຢာတွေအလုံးကဘယ်ကလာတယ်လို့မေးရင်ယဉ်ကျေးမှုဆိုတဲ့အသက်တာယဉ်ကျေးမှုဆိုတဲ့ဆက်ဆံရေးကနေလာတော့ရာဖြစ်ပါတယ်အာမင်ဒါကြောင့်ချစ်တော်မိတ်ဆွေသင်ကယုံကြည်သူတစ်ယောက်ဖြစ်တယ်ဘုရားသခင်ကိုယုံကြည်လက်ခံတော်သူတစ်ယောက်ဖြစ်တယ်ဆိုရင်သင်ရဲ့သက်တာထဲမှာဘုရားနဲ့ယဉ်ကျေးတဲ့ဆက်ဆံရေးကိုဆက်ပြီးသွားဖို့လိုတယ်ဘုရားနဲ့ယဉ်ကျေးတဲ့ဆက်ဆံရေးကိုနေ့တိုင်းမှာတည်ဆောက်နေဖို့လိုပါတယ်တပတ်တစ်ခါလောက်တလတစ်ခါလောက်ပဲမဟုတ်ဘဲနဲ့နေ့တိုင်းဖယားနဲ့တွေ့သောအသက်တာနေ့တိုင်းဖယားသခင်စီကိုတိုးဝင်တဲ့အသက်တာထဲမှာသွားနေဖို့အရေးကြီးပါတယ်။ဒါကြောင့်ယာကုပ်ထဲမှာပြောထားတယ်ဖယားသခင်ထံ၌ချင်းကပ်ပါတို့ပြုလင်ဖယားသခင်ဒီတင်တို့၌ချင်းကပ်တော်မူလိမ့်မည်။အာမင်။ဆိုတော့ကျွန်တော်တို့ကဖယားသခင်စီကိုချင်းကပ်မယ်ဖယားသခင်စီကိုတိုးဝင်မယ်ဖယားသခင်နဲ့ယဉ်ကျေးမှုကိုဆက်ဆံရေးကိုတည်ဆောက်မယ်ဆိုရင်ဖယားသခင်ကလည်းကျွန်တော်နဲ့ပို့ပြီးယဉ်ကျေးလာမယ်ဘုရားသခင်ရဲ့အလေးလာတွေသဘောတဘာဝတွေကျွန်တော်ပို့ပြီးသိလာမယ်ဘုရားသခင်ရဲ့စိတ်နေသဘောထားတွေကိုကျွန်တော်ပို့ပြီးနားလည်ပြီးတော့မှဘုရားသခင်ရဲ့အလိုတော်အတိုင်းသိစဉ်အသက်တာထဲမှာကျွန်တော်တို့ရှောင်လန်းသွားလာနိုင်မှာပဲဖြစ်ပါတယ်အာမင်ဒါကြောင့်မို့လို့သင်ရဲ့အသက်တာထဲမှာဘုရားနဲ့ယဉ်ကျေးခြင်းဆိုတဲ့ဆက်ဆံရေးအသက်တာအထူးအလေးပေးတည်ဆောက်ပါလို့နှုတ်ကတော်လေးအပြင်အနည်းငယ်လေးခွန်အားပေးချင်ပါတယ်ဘုရားသခင်ထူးပဲစကားပြောပါစေ